တဲလျှောက်သွားလို့မျိုးဖြစ်တော့မှန်ကန်တဲ့ location ရေးရွေးချယ်မှာဖြစ်တော့location တော့ right place နဲ့ရွေးပြီး။ဘာလို့ရှိကလူသားတွေအတွက် the right issues ပေးရမှာဆိုတော့လူတွေရဲ့အထူးပူပေါင်းပါဖြစ်။ဒီတော့ဘာလဲလူသားတွေပြောင်းမှာလဲ။လူသားတွေကိုလုံခြုံမှုပေးရမယ်ငါ့ mission မှာငါနဲ့တူတွဲလုံးရမယ်သူတွေလိုလာပြီ။ဒီတော့ငါနဲ့တူကောင်တယ်ပေါ်ပေးနိုင်မယ် call team ကိုအရင်ဆုံးဖွဲ့စည်းဖို့အတွက် interview ခေါ်မှရ။ကဲ interview စမယ်။မင်္ဂလာပါညီမထိုင်ပါမင်္ဂလာပါဆရာညီမအကြောင်းလေးမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ဆရာMy name is Nyayowadi and I am an accountant with 1 year experience in finance. Currently, I specialize in financial analysis, budgeting, and risk management. Wow, impressive. မြန်မာလိုမေးတာကိုအင်္ဂလိပ်လိုဖြေနေမှာတော့အင်္ဂလိပ်လိုပဲဆက်မေးလိုက်အောင်မယ်။ Okay. Why are you so interested in life insurance? ဒုက္ခပါပဲအပေါ်ပိုင်းပဲကြာလာပါဆိုမှဆရာတမီးကလေပထမအပိုက်လေးပဲကြာလာအဲ့တော့မြန်မာလိုပဲမေးပေးပါလားဩအေးပါဒါဆိုလဲလွယ်လွယ်လေးအစမေးရအောင်နော်မြန်မာလေးက single လား married လားတမီးကအပြည့်စစ်ပါဆရာပြီးတော့ကလေးလည်းမရှိပါဘူးဘာဖြစ်လို့လဲလွယ်လွယ်လေးမေးနေတာကိုဖြေနေတာကြောင်တောင်တောင်နဲ့မဟုတ်တော့ဘူးခေပါလေညီမအရင်ကုန်ဒီမှာဘယ်ပိုင်းကိုအဓိကထားပြီးတော့တောင်းဝင်ပြီးလုပ်ခဲ့ရတယ်အခုရောဘယ်လိုမျိုးအောင်မြင်မှုတွေညီမလက်ထဲမှာရှိခဲ့ဘူးလေဟုတ်ကဲ့ဆရာညီမရဲ့လုံနိုင်စွမ်းတွေကိုပြောပြရမယ်ဆိုရင်တော့ညီမအရင်ကုမ္ပဏီမှာတော့ finance မှာလုပ်ခဲ့ရပါဆရာညီမရဲ့အတွေ့အကြုံကတစ်နှစ်ပဲရှိရဲဆိုပေမဲ့ကုမ္ပဏီရဲ့ဘဏ္ဍာရေးဆိုင်ရာတာဝန်တွေအားလုံးယူခဲ့ရတာဆိုတော့ဒါညီမရဲ့အောင်မြင်မှုတစ်ခုပါပဲဒါမဲ့အခုတော့ကုမ္ပဏီကဒီဝါဒီခံသွားပါပြီဘာဖြစ်လို့ဘာရမဟုတ်ပါဘူးတုံညာလေးနှလုံးလောက်စင်းဟာပြီးတွက်လိုက်ပြီလို့တဲ့တုံညာလေးနှလုံးဟုတ်တယ်အစတည်းကကုမ္ပဏီကလည်းတိတ်ချေခိုင်ရလို့တော့မဟုတ်ပါဘူးတုံညာလေးနှလုံးတော့တောင်းတင်းမခံတာတုံညာလေးနှလုံးဟုတ်တယ်ဘာလည်းမဟုတ်ပဲနှလုံးနဲ့ညီမ risk management တော်တော်ကောင်းတာပဲနော်ညီမအကောင်ကအဲ့လိုပဲချီးကျူးကြတာရဲ့ဟုတ်ဆရာကျေးဇူးပါဆရာလေးချီးကျူးပေးလို့တော်လုံးတက်လုံးနေတော့နောက်တစ်ခုပြောင်းမေးဦးမယ်ဟုတ်ကဲ့ညီမ CV ထဲမှာ sales ဘိုင်းအတွေ့အကြုံရှိရလို့ရေးထားတယ်နော်ဒီတော့ sales ကိုရောဘယ်လိုနားလဲဆေးဆိုတာမြန်မာဆေးကိုပြောရလားအင်္ဂလိပ်ဆေးကိုပြောရလားဘာအောင်မေးရလဲဆရာအင်္ဂလိပ်လိုချွမ်းချက်ပဲဗျာမြန်မာဆေးတွေရောအင်္ဂလိပ်ဆေးတွေရောစုံနေရပဲကဲညီမရေအာမခံချောင်းမသိလားတိတ်တရရောဆရာရဲ့တော်သေးတာဟုတ်အာမခံချောင်းတော့သိလို့ကဲအာမခံနဲ့ပတ်သက်ပြီးတော့ premium ဆိုတာဘာလဲညီမ premium ဆိုတာဒီဇယ်လေးဆရာ premium ဆိုတာဒီဇယ်ဟုတ်လားဟုတ်တယ်လေ premium ဒီဇယ်မကြားဘူးလားအေးပါညီမပြောတဲ့ premium ဒီဇယ်ကအခု1လီတာဘယ်လောက်လဲ1လီတာကို3သိန်းလောက်တော့ရှိမှထင်တယ်ဆရာအပြင်မှာ1လီတာ3000လုံးနဲ့ရောင်းနေအောင်3သိန်းတန်အောင်စည်ရင်းမှတော့အရင်ကုမ္ပဏီဒေဝါလေးခံတာလုံးဝမဆန်းဘူးဟုတ်လေဆရာသမီးကဆရာမေးသမျှမေးခွန်းနဲ့လည်းအကုန်ဖြေနိုင်တာဆိုတော့သမီးရဲ့ result ကိုဖုန်းဆက်ပြီးအကြောင်းကြားမှာလားဒါမှမဟုတ်ရင်ဆရာကိုလိုက်အိမ်နိုင်ရရောက်အကြောင်းကြားမှာလားညီ
မားလေးကအရန်တော်လုံးနေတော့အိမ်ထဲရောက်တော့အကြောင်းကြားပြအောင်မယ်နော်ကဲပါနော်ဖုန်းမဲဆက်ပြီးအကြောင်းကြားပေးပါဦး အိုး reset လေးကိုတော့စောင့်နေမယ်နော်ဆရာ ပါလေသူ့မှာလေတုံညနှလုံးနဲ့ဟိုးတိုင်ပတ်နေတော့ကဲနောက်တစ်ယောက်မင်္ဂလာပါညီမထိုင်ပါဟုတ်ဟုတ်ဘာမှထိုင်ရပါ ထိုင်ဆိုတော့လေတွေ့တဲ့နေရာထိုင်လိုက်မိရ sorry ပါနော်မိုက်ကလည်းရတယ်ပါစီဟုတ် ကဲစူစမ်းပါဦး ဘာဆိုရမှာလဲတချင်းလားဟိုဟာသမီးကမင်းသမီးဖြစ်ဖို့ပဲရုပ်ခံပါနော်တချင်းဆိုဖို့တော့ဒီတော့တန်ရမ်ကောင်း ဘယ်နဲ့ညီမဒီနေ့လာတဲ့အင်တာဗျူးကအာမခံနဲ့ပတ်သက်ပြီးအင်တာဗျူးနေရနော် အော်ဟုတ်တယ် ကဲပါလေဟုတ်ပါပြီညီမ CV မှာလည်းအယောင်းဝိုင်းကိုစိတ်ဝင်စားရဲဆိုမှတော့ကျွန်တော်လည်းတော့ပြောလိုက်မယ် life insurance ကိုရောင်းကျင်တယ်ဆိုလို့ရှိရင် product knowledge ရှိုံနဲ့မကောက် you have to feel it can you feel it oh yeah Hey, I hey, can hey, feel hey. it. အော် sorry ကိုရောင်းသွားလို့ အကိုဆိုရပြီအကိုလို့ပဲခေါ်ပါ ကိုအဲ့လေကိုရှိရတလုံးကညီမထွက်မရဆိုင်းလန့်ဖြစ်နေတယ်အာကိုဓာတ်ပဲလုပ်ပြီးတော့ကိုပဲခေါ်လိုက်မယ်လေရတယ် ကဲပါစူးစမ်းပြီးသားခေါ်တော့နော်ကဲဒါဆိုလဲကျွန်တော်အာမခံရောင်းပြကြည့်ပါလား အမကန်ရောင်းတတ်တာပေါ့ကိုကဘယ်နှစ်နှစ်ရှိပြီလဲ ဟောကျွန်တော်အသက်30ဝန်းကျင်ပါ ဩ30လားဆိုရယ်လက်ကြီးကြံသေးရနော်ကဲထားပါဒါနဲ့ကိုကစလိတ်တွေပါရောတောက်တတ်လား တောက်တာဗောရမ်းမှန်ရံကဗော ဟာဘာလို့အဲ့လိုပြောရလဲစလိတ်တော့ပရီမီယံချင်းမြင့်သွားမှာလေဟာဒါမှမသိဘူး ငါတို့ရဲ့ tagline က the right insurance for you ပါဆိုတာဒီလိုရောင်းပုံနဲ့တော့ရောင်းနေပါနေတယ်နဲ့ miss selling တွေဖြစ်ကုန်တော့မှာပဲကဲညီမရဲ့ကျွန်တော်လည်းအချိန်မရှိဘူးကျွန်တော်ဝေချင်စိတ်ဖြစ်လာအောင်သာပြောပါတော့ ဝယ်ခြင်းစိတ်ဖြစ်အောင်ရောင်းပေးရမယ်ဆိုရင်အာမခံဆိုတာထားတဲ့နဲ့ကိုရဲ့လူဆိုတာကွေးတော့လဲမဆန့်တော့လဲပြန်မကွေးခင်သေသွားနိုင်တယ်နော်အခုလဲသေသွားနိုင်တယ်ခဏနေကြတော့လဲသေသွားနိုင်တာပဲအဲ့တော့မသေးကြတဲ့အနာဂတ်မှာကိုလှုပ်ချင်တာတော့လှုပ်ရမှာပဲဥပမာတယောက်ကိုညီချင်းသဘောကျရဲဆိုရင်ချစ်တယ်လို့ပြောတင်ရပါမယ်ဟုတ်တယ်မလား ဟုတ်ပါပြီကိုလည်းတေးဖို့စဉ်းစားလိုက်မယ်ဩရောင်းမှုပြီကိုစဉ်းစားလိုက်အောင်မယ် ကိုဖြစ်ချင်နေအောင်ကဲထားပါဒါနဲ့ညီမကိုဆက်သွယ်ဖို့ဖုန်းနံပါတ်ရောရှိရလား CV ထဲမှာပါတယ်နော် ဟာအဲ့ဒါထားလိုက်တော့ဒီမှာဒါညီမရဲ့ private ဖုန်းနံပါတ်ညကြရင်ဆက်လိုက်နော်စောင့်နေမယ်နော် hey ဆက်လိုက်နော် sorry ဟောဗျာမလေးလူလောကကြီးကမလွယ်လိုက်တာကျွန်တော်သာသမားတရားမကောင်းရင်တော့လုံးဝမလဲဘူး distraction တွေအများများတာပဲဗျာရှင်းအင်တာဗျူးတွေအစမပြေမှတော့ထပ်ပြီးအင်တာဗျူးမယ်
ဟုတ်လေတနေ့လုံးအင်တာနက်ယူနေတာရောင်းလိုက်တာခဲ့ပါလေအင်တာဗျူးရိုက်ပြန်ကြည့်မယ်လက်ဖြတ်မယ်လုပ်ငန်းဆောင်မယ်